အားလုံးပဲမင်္ဂလာပါရှင်။တူတ YouTube Channel ကနေကြိုဆိုပါရရှင်။ဒီကနေ့ဖတ်ပြပေးမှာကတော့စာရေးဆရာမခင်ခင်ထူးရေးသားထားတဲ့ရေမာပိုက်ပါလို့ဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်ရှင်။မိဆောင်ကတောသူဆိုပေမဲ့လဲပါတယ်တော့လဲမှာပေါ့မိဆောင်လို့ရွာကမန္တလေးမတရားရထားလမ်းဘေးနားမှာရှိတယ်။တနေ့3កောင်လုံးပြေးဆွဲနေတဲ့ရထားကြီးပေါ်မှာနေ့တိုင်းမိဆောင်ဈေးလိုက်ဝယ်နေကြကိုမနက်ရထားနဲ့မန္တလေးကိုဈေးလိုက်ဝယ်နေ့လယ်ရထားနဲ့ပြန်လာညနေရွာတဲ့ဈေးလေရောက်နဲ့အမေနဲ့မောင်လေးကိုမိဆောင်လှုပ်ကြွေးနေတာမိဆောင်၄တန်းအောင်တော့အဖေဆုံးသွားလို့ကျောင်းဆက်မတက်ရတာမိဆောင်ကစာတော်တယ်တော့အတွက်အဆက်လဲသွက်တယ်ကြည်လီမန္တလေးကဝယ်လာတဲ့ကုံစိမ်းကုံကြောက်တွေကိုရထားကြီးပေါ်မှာတင်ရောင်းလိုက်သေးတယ်လိုချင်တလောက်တာဝယ်မိဆောင်ကဖြက်ခနဲချိန်ပေးလိုက်ထုတ်ပိုးပေးလိုက်အမျက်တွက်ကြည့်လိုက်နဲ့အလုတ်ကိုဖြစ်လို့မိဆောင်တို့ရွာကလဲဆိုင်ကြတော့ရွယ်တူမိန်းကလေးတွေဆိုရင်ကောက်ဆိုင်အမှိုက်ကောက်လိုက်ကြပေမဲ့မိဆောင်ကတော့ဈေးပဲရောက်နေမိဆောင်တို့မှာတအေကမရှိတရှိလဲကွက်လေးတစ်ကွက်တော့ရှိပါရဲ့အဲ့ဒီလဲကွက်လေးလောက်တော့အမေနဲ့မိဆောင်လုံနိုင်ပါတယ်အမေရဲ့မောင်ကလည်းနည်းနည်းပပတော့ဝိုင်းပေးပါတယ်ဘာပဲဖြစ်ဖြစ်မိဆောင်တို့သားမိ3ယောက်တော့ချောင်းလဲရှိတာအမှန်ပဲရွာเจ้าမှာတက်နေတဲ့မိဆောင်ရဲ့မောင်လေးညိုကြီးအတွက်လိုအပ်သမျှစာအုပ်ခဲတံအားလုံးမိဆောင်ဝယ်ပေးနိုင်တယ်မိဆောင်ကိုယ်တိုင်စာတက်ပေတက်ကြီးမဖြစ်ပေမဲ့မောင်လေးကိုတော့ဘွဲရတဲ့အထိကြောင်းထားပေးဖို့ရည်ရွယ်ထားတယ်မိဆောင်တို့ရွာကိုစာလာတင်ပေးတဲ့မန္တလေးကဆီယာမလေးကိုမိဆောင်သိပ်စစ်တာဆီယာမလေးကရုပ်လျှော်သဘောကောင်းရုံတင်မကဘူးတရွာလုံးနဲ့လည်းခင်မင်ရှိတယ်ဆီယာမလေးကျောင်းလာတဲ့အချိန်နဲ့မိဆောင်ဈေးသွားတဲ့အချိန်နေ့တိုင်းလမ်းမှာစုံတွေ့နေကြပါမတ်ဆောင်မျိုးကြီးညစာကြက်ရဲ့လားဟုတ်ကဲ့ကြက်ပါတယ်ဆီယာမကျမကအလီတွေတင်ပေးတာဟုတ်လားမတ်ဆောင်ကတိတ်တော်တာပဲကျောင်းမှာလာလှုပ်အားပေးပါအောင်အဲ့တလို့ဆီယာမလေးကပြောလိုက်ရင်မိဆောင်တိတ်သဘောကြတာတခါတလေမောင်လေးကိုစာရှပေးရင်ကိုဆီယာမတယောက်လိုစိတ်ကူးရင်ကြည့်ရတာလေအမောသားမျိုးကြီးကိုရင်မကပါဘူးရွာရဲကကလေးတွေကိုညတိုင်းစာချပေးတာညတိုင်းဆိုပေမဲ့လည်းမိဆောင်မှာဖျောင်းနိုင်ဖို့မရှိရင်တော့မိဆောင်ရဲ့ညကြောင်လေးပိတ်ထားရတာပေါ့မိဆောင်တို့ရွာမှာသာမြို့ကြီးတွေလိုလျှက်စစ်မီးတွေရှိရင်ကောင်းမှာပဲလို့တွေးမိပေမဲ့မိဆောင်ဈေးဝယ်သွားတိုင်းမီးမလာလို့ညှင်းညူတတ်တဲ့မန္တလေးကလူတွေရဲ့အတန်ကိုတက်ကြားနေရတော့မရှိတော့မငြီးရတော့ဘူးလို့ထင်မိပြန်ရောဘာပဲဖြစ်ဖြစ်မိဆောင်ဘွားလေးကိုမိဆောင်ပျော်ရွှင်မိပါတယ်အမေဘာဖြစ်လို့လဲနေမကောင်းဘူးလားဒီနေ့မိဆောင်မန္တလေးကပြန်လာတော့ခါတိုင်းလိုမဟုတ်ပဲအိပ်ရာတဲ့ခွေနေတဲ့အမေကိုတွေ့ရတယ်အေးမိဆောင်ဒီမှာကြည်စမ်းငါရင်ဘတ်တွေနာနေလို့အမေကသူ့ရွှေကန်အင်ကြီးလေးကိုလှန်ပြီးမိဆောင်ကိုပြတယ်မိဆောင်စမ်းကြည့်လိုက်တော့အမေရဲ့ညာဘက်ရင်မှာအကျိတ်ကြီးကိုတွေ့ရတယ်အကျိတ်ဘေးကအရေပြားလေးတွေလည်းခက်ယွန်းဖြစ်နေတယ်အမေအကျိတ်ကြီးပါလားတော့အေးဟုတ်တယ်အဲ့ဒီအကျိတ်ကနာနေလို့အမေညကြရင်ဆရာလေးကိုသွားပြကြည့်ရအောင်လေမိဆောင်တို့ရွာမှာတရိတ်ဆန်ဆေးကူးနေတဲ့ဆရာလေးရှိတယ်မိဆောင်တို့မှာလူကူးတဲ့ဆရာဝန်မရှိတော့ရွာကလူတွေဘာပဲဖြစ်ဖြစ်အဲ့ဒီဆရာလေးကိုပဲပြကြည့်ရတယ်အိုးနေပါစေအေးဒီလိုပါပဲတခါတရံမှပါပြီးတော့ပျောက်သွားတာပါပဲအမေကဒီလိုပြောတော့မိဆောင်လဲခပ်ပေါ့နေလိုက်မိတယ်ရက်တပတ်လောက်ကြာတော့အမေရင်ဘတ်ကအနာကြီးလိုကွဲအပ်လာတယ်အမေလဲအော်နေရတယ်မိဆောင်လဲဈေးမသွားနိုင်တော့ဘူးအမေရင်ဘတ်ကိုမန်းဈေးကြိတ်လိမ့်ပေးလိုက်ထမင်းချက်လိုက်နဲ့အလုံများနေတော့တာပေါ့မတ်ဆောင်တော်နေမကောင်းလို့ဆိုအော်ဆီယာမလေးပါလားလာပါရှင့်ဆီယာမလေးထိုင်ဖို့တင်ပြူပြကိုကဒိုက်ကရိုက်ခင်းပေးလိုက်တယ်အမေကအိပ်ရတဲ့လှဲနေရကဆီယာမလေးရဲ့အတန်ကြားလို့ထလာတယ်ဘာဖြစ်တာလဲတော်မတ်ဆောင်ဈေးလာတာမတွေ့လို့ညိုကြီးကိုမေးကြည့်တော့မှတော်နေမကောင်းမှန်းသိတာအမေကပါဇက်ကမပြောဘဲအင်ကြီးကိုလှန်ပြလိုက်တယ်။အိုးအနာကြီးဖြစ်နေတာပါလား။ဘာတွေလိန်ထားတာလဲ။ကျမကင်ကြည့်မယ်နော်။ဆီယာမလေးကအမေရင်ဘတ်ကိုနှိပ်ကြည့်ရင်မျက်နှာပြတ်သွားတယ်
ဒီလိုပေါ့နေလို့မဖြစ်ဘူးတော့ဆေးရုံကိုသွားပြပါ။အိုးကျမကဒီမန်းဆေးနဲ့တဲ့ပါတယ်ဆရာမရဲ့ဆေးရုံကိုသွားမပြချင်ပါဘူး။မကြောက်ပါနဲ့တော်ရဲ့ဆေးရုံမပြရင်အမြင့်တွယ်ပြီးဒုက္ခရောက်သွားနိုင်တယ်။ခုတောင်ခွဲထုတ်ရမယ်ထင်တယ်။ဆရာမလေးကခွဲထုတ်ရမယ်လို့ပြောတော့အမေမျက်လုံးပြူသွားတယ်။မိဆောင်တို့ရွာကလူတွေဟာဆေးရုံသိပ်ကြောက်ကြတာ။ခွဲစိတ်ခံဖို့ဆိုတာဝေလာဝေးရောမိဆောင်တို့ဟိုတနေ့ကအနောက်ရွာကိုဈေးသွားရောက်ရင်လယ်ထဲမှာငုတ်ထိုးမိတာဆေးထိုးရမှာကြောက်လို့ကို့ဘာသာသွေးဆေးတွေတိတ်လိုက်တာပျောက်ရောပဲဆရာမလေးကပြန်သွားတဲ့အထိဆေးရုံကိုသွားပြဖို့တွတ်မှာသွားတယ်ဆရာမလေးရဲ့တိုက်တွန်းချက်နဲ့ဗတွေကဥဆောင်ပြီးမိဆောင်တို့မန္တလေးဆေးရုံကြီးကိုလာခဲ့ကြတယ်အမေကိုဆေးရုံတင်ရမယ်ဆိုလို့ဆေးရုံတင်လိုက်ကြတယ်။မိဆောင်ပဲပြမန်းနာပါပဲနေ့ရောညရောဆေးရုံမှာပဲနေရတယ်။အမေယောဂကရင်သားကင်ဆာတဲ့ဆရာဝန်ကြီးကစမ်းသပ်ပြီးတော့အမေကိုခွဲရမယ်တဲ့အမေငိုလိုက်ပုံများပြောမပြောချင်တော့ဘူး။ဆေးရုံကဆရာမအနီလေးတွေငေါက်လိုက်မှပဲတိတ်သွားတော့တယ်။ဒါတောင်ကြောက်ကြောက်နဲ့ကြိတ်ဆိုင်နေသေးတာ။အမေကြိတ်ဆိုင်နေသလိုမိဆောင်လဲကြိတ်မောနေရတယ်။အမေကိုခွဲစိတ်မယ်ဆိုရင်ငွေလိုမယ်လေအဲ့ဒီငွေကိုမိဆောင်ဗမာရှာရပါမလဲတကွက်တဲသောလေကိုပေါင်လိုက်ဖို့ပဲရှိတယ်လေလူမသေးငွေမရှာတဲ့အမေနေကောင်းလို့ရှိရင်ဒီလေကွက်ရွေးနိုင်ဖို့မိဆောင်ရှာရတော့မှာပေါ့ရွာကိုပြန်ပြီးမိဆောင်တို့လေကိုပေါင်လိုက်တယ်ဆေးရုံပေါ်မှာအမေလိုခွဲစိတ်ရမယ့်ယောဂသည်တွေအများကြီးပါကြောက်ရွံ့ထိတ်လန့်နေတဲ့အမေကိုအားပေးရင်မိဆောင်အားငယ်လိုက်တာအမေကိုခွဲစိတ်တဲ့နေ့ကဆီယာမလေးရောက်လာလို့မိဆောင်ဝမ်းသာမိတယ်ဆီယာမလေးကမိဆောင်ကိုအားပေးရင်အမေခွဲစိတ်ခန်းကထွက်လာတဲ့အထိစောင့်ပေးကူညီတယ်ခွဲစိတ်တယ်လို့သာဆိုတာပါတကယ်တမ်းကျတော့အမေရဲ့ညာဘက်ရင်သားတစ်ခုလုံးဖြုတ်ထုတ်ပစ်လိုက်တာပါပဲအမေကိုခွဲစိတ်ပြီးဓာတ်ရောင်ကြီးกินရအောင်မှာတဲ့မိဆောင်တော့ဘာမှနားမလဲပါဘူးမိဆောင်နားလဲတာကမိဆောင်တို့မောင်နှမစုတ်ခဲ့ကြတဲ့အမေရဲ့နှုတ်တစ်ဖက်မရှိတော့ဘူးဆိုတာပါပဲအမေအတွက်မိဆောင်ငွေထက်ရှာရအောင်မယ်လေဓာတ်ရောင်ကြည့်ကင်တာဘလောက်ကုန်ကြမယ်မိဆောင်မသိပါဘူးဒီတော့ရွာကိုမိဆောင်ခဏပြန်ခဲ့တယ်လေကလေးပေါင်းနှံကြေးထက်တောင်းဖို့ပေါ့ညီတို့လေကအပြက်ရောင်းအောင်ဒီလောက်မပေးနိုင်ဘူးဒါပေမဲ့တရွာရဲသားချင်းကူညီတဲ့အနေနဲ့ညီတောင်းတဲ့ငွေနဲ့ငါ့ကိုအပြက်တာရောင်းလိုက်တော့ဒေါ်သိန်းခင်ရဲ့စကားကမိဆောင်ရင်ဝါကိုစီတွန်းလိုက်တယ်လို့ပါပဲမိဆောင်တို့လေကတစ်နှစ်ကို2သီးစားလဲပါတော့အဲ့ဒါလောက်ထက်မကတဲ့စီးတောင်မိဆောင်မယောင်းပါဒီလက်ကလေးကအဖေရဲ့အမွေအမေသိရင်မိဆောင်အသေးအောင်ရိုက်ခံရမှာအမေကမောင်လေးအရွယ်ရောက်တဲ့အထိမလှူနိုင်ခဲ့ရင်ဒီလေကိုရောင်းပြီးလှူပြစ်အောင်လှူမယ်လို့ပြောထားတာမိဆောင်ဘာတွေနဲ့တိုင်ပင်ရမယ်ဘာတွေတို့ကလည်းရှောင်းလဲချတာမဟုတ်ဘူးမိသားစုများရတဲ့အထဲကိုပိုင်လည်းမရှိတော့ဘာတွေကိုယ်တိုင်ကသူများအိမ်မှာလူငှားနေရတာဒီလိုလောက်ဟာမိဆောင်တို့လည်းရှင်ကိုထွန်းမောင်ကိုပြောင်းပြီးပေါင်ရအောင်လားဒီမိမကြီးကတိတ်စီးတာဟာကိုထွန်းမောင်ကတော့သဘောကောင်းပါတယ်တော်သေးတယ်ဘာကြီးထွန်းမောင်ကပြောင်းပြီးအပေါင်ခံလို့နောက်ထပ်ငွေကိုကြစ်ပါအောင်စုပ်ပြီးအမေစီကိုမိဆောင်ပြန်ခဲ့တယ်အမေကမိဆောင်ကိုစိတ်ဆိုးနေတာသူ့ကိုပြစ်ပြီးရွာပြန်လို့ပေါ့လေမိဆောင်ဘာတွေလုံနေရတယ်ဆိုတာအမေမသိချပဲကိုအမေကလည်းကြုတ်ဖျားနေလို့ပါတော့အဲ့ဒါလို့မိဆောင်ကလိန်ပြောလိုက်တော့အမေစိတ်ပူပြီးခုတော့တက်တာသွားပြီလားဆိုပြီးမိဆောင်နှစ်ဖူးကိုလက်နဲ့ဆန်းတယ်မိဆောင်မျက်ရည်တွေတောင်စိုးတက်လာမိတယ်တက်တာပါတယ်အမေရောဘလို့နေလဲရင်နာတော့နာတာပေါ့အေးငါသားလေးရောမခေါ်ခဲ့ဘူးလားစာမေးပွဲနီးနေလို့အကြောင်းပြတ်မှာဆိုလို့အမေရဲ့အေးငါသားကစာသိပ်ကြိုးစားတာတော့သားမိချင်းတော့အမေကသူ့သားအကြောင်းကြွားနေသေးတယ်အမေကကွယ်ရမှာမိဆောင်အကြောင်းလဲကြွားတာပါပဲလေမိဆောင်ဈေးရောင်းလဲတဲ့အကြောင်းညာကလေးတွေကိုစာပြပေးတဲ့အကြောင်းဘာလို့နဲ့မိဆောင်လဲဈေးရောင်းပြတ်တာတစ်လနီးပါရှိနေပြီ
အမေရှရောက်လေးကိုစုံနေပြီးရင်ပိန်ကျသွားတဲ့အမေမျက်နှာကိုကြည့်ပြီးမိဆောင်ငိုကျင်လာတယ်။အမေများတည်သွားခဲ့ရင်ဆိုတဲ့အတွေးနဲ့အတူမိဆောင်ရဲ့မျက်ရည်တစ်စက်ကအမေပေါ်ကျသွားတော့တယ်။အမေကမျက်လုံးဖွင့်ချပြီးမိဆောင်ညီးပါလို့ငိုနေတာတော့ငါတေမှာမို့လားအမေကစိတ်တူတူနဲ့အော်တော့မိဆောင်မျက်ရည်တွေကပြခရာတော့ရင်အိုးအမေကလည်းနမိတ်မရှိပြောရော့မယ်ကျုပ်ကအမေနာနေမှာကိုတွေးပြီးတနာလို့ပါတော့အမေရင်ဘတ်ကိုမကြည့်မိအောင်မျက်နှာလွှဲနေလိုက်ရတယ်အမငါ့ဖို့စာအုပ်ဝယ်ပြီးအောင်ရေးစရာမရှိတော့ဘူးညိုကြီးအတန်ကိုနားရဲကြားလာမိပြန်တယ်ခါတိုင်းဆိုရင်မပူစားခင်ကဝယ်ပေးချင်နေတဲ့မိဆောင်စိတ်မကောင်းဖြစ်ရတယ်ခုတော့မိဆောင်မှာငကက်လေးတောင်မရှိတော့ဘူးဈေးရင်ငွေလဲပြုတ်ပြီးမိဆောင်ဘာဆက်လုပ်ရမှန်းတောင်မသိတော့ပါဘူးမိဆောင်ရဲ့ငါတင်ပါတွေလဲနားလှပြီးဆေးတွေလဲမတောက်ချင်တော့ဘူးပြုတ်အန်ထွက်ကုန်ပြီတော်ပြီအေးငါရွာပြန်မယ်ရွာကြမှဆရာလေးနဲ့ဆေးထိုးတော့မယ်ဘယ်ဖြစ်ပါမလဲအမေရဲ့ဆရာဝန်ကြီးကဆင်းခွင့်မပေးသေးတာအိုအေးညီးမရှိပါနဲ့ငါဒီဆေးရုံကြီးပေါ်မှာမနေချင်တော့ဘူးညစဉ်ညတိုင်းတိတ်တိတ်ငိုနေချတဲ့အမေကိုမိဆောင်မကြည့်ရတော့ဘူးသားမိနှစ်ယောက်ဆေးရုံကနေဆင်းပြေးလာခဲ့ကြတယ်ရွာကိုရောက်တော့အမေစိတ်ပျော်တယ်ထင်ပါရဲ့ထမင်းတွေလဲစားတယ်ဟိုဘက်အိမ်ဒီဘက်အိမ်တောင်လဲလိုက်သေးတယ်ဒီတော့လဲမိဆောင်စိတ်တွေရှင်လန်းလာမိတယ်အမေနေကောင်းရင်ညီနက်ကက်လေးအစားပြန်လုပ်ပေးမှာပါအမေကလည်းတော့အမေယောဂတက်တာပါစီကျုပ်ဈေးတောင်းနှစ်ဆရွက်ရောင်းလိုက်ရုံပါပဲတော့ဒါပေမဲ့မိဆောင်တို့ကန်ခေးပါတယ်အမေရင်ဘက်ကပြန်နာလာလို့ဆေးရုံကိုထပ်ပြရတယ်ဆရာဝန်ကြီးကဆိုဆူလိုက်တာအယမ်းပါပဲမိဆောင်လေအမေအတွက်နောက်ဆုံးလက်နက်သုံးရတော့တယ်အမေစုခြင်းလဲစုပေတော့လွယ်ခွက်လေးကိုအပြက်ရောင်းပစ်လိုက်တယ်ဆရာဝန်ကြီးကစမ်းသက်ပြီးအမေကိုအပြန်ဖြေးလိုက်ပါအောင်ဆိုလို့မိဆောင်တို့ရွာကိုပြန်ခဲ့ရတယ်။ရွာကိုရောက်တော့အမေပိုက်ကြီးတဖြည်းဖြည်းနဲ့ဖောင်းပြီးရောင်လာတယ်။စင်အိုးကြီးတစ်လုံးလို့ဝိုင်းပြီးပြောင်ဝင်းနေတာပဲ။မိဆောင်လည်းအမေကိုရွာကဆရာလေးနဲ့ဆေးထိုးတာပေါ့။ဒါပေမဲ့ဆရာလေးကထိုးမပေးစင်တော့ဘူးတဲ့။မိဆောင်ကဒီမဲ့ဆရာလေးဆေးဝန်းငွေတွေအကျွေးမှတ်ထားတာကိုပြန်မဆက်နိုင်ဘူးထင်လို့လားကျုပ်ဆရာလေးတို့အိမ်မှာကျွန်ခံဆက်ပါမယ်တော့မိဆောင်ကရန်ထောင်တော့ဆရာလေးကဘာမှမပြောပဲပြန်သွားတယ်မိဆောင်လဲစိတ်သိပ်တူသွားတာပေါ့ဆရာလေးတွေမကပါဘူးတောင်ပိုင်းကကုံစုံဆိုင်ချင်းဦးတန်းမောင်ကလည်းမိဆောင်တွေးယူရင်မပေးချင်တော့ဘူးကိုယ်ဆွေမျိုးတွေကရောဘာထူးသေးလဲမိဆောင်ငွေရှင်းရင်မယုံနာလိုဘာလိုနဲ့မိဆောင်မိန်းကလေးပင်မဲ့အဲ့ဒီလောက်ကြွေးတော့မကြောက်ပါဘူးပစ္စည်းဥစ္စာဆိုတာလူကရှာတာပါမိဆောင်လူပါတော့လူပါဒေါင်းတန်မောင်းတန်မိဆောင်ပါအခုအမေနေမကောင်းကြည့်အခုငွေရအောင်မိဆောင်ရှာနိုင်တယ်မိဆောင်ရင်နဲ့မခံကျင်စိတ်တွေဟာတကူလုံးကိုစိတ်တက်လာတယ်အန်ကိုတင်းတင်းကြိတ်လက်တီကိုကြစ်ကြစ်ပါအောင်ဆုပ်ကင်ပြီးဘာတွေတို့အိမ်ဘက်ပြေးထွက်ခဲ့တယ်ဘာတွေတို့အိမ်ဘက်ရောက်တော့မိဆောင်အော်ငိုပြစ်လိုက်တယ်ဒီမှာကျုပ်ကိုအထင်မသေးကြပါနဲ့မေနေကောင်းလာရင်ယူထားသမျှကျွေးတွေကိုကျုပ်အကုန်ဆက်နိုင်ပါတယ်မိဆောင်နဲ့လူသားအသေးခံမယ်နာမည်ကိုအသေးမခံဘူးတော့သိကြရဲ့လားဟင်းမိဆောင်အတန်ကတရွာလုံးကိုပွက်လောရိုက်သွားတယ်ဘာတွေကပြောင်းမှုဖက်ဆက်လက်ကြီးတောက်ရင်းနဲ့မိဆောင်ကိုလှဲငေါက်တယ်မိဆောင်ကလည်းမရက်ဘူးအတင်းအော်ငိုတယ်ကျုပ်မှာရှေ့နဲ့လက်နဲ့တိလာကျုပ်ကိုကျုပ်ခိုင်းစားလို့ရတယ်ဘသူပစ္စည်းကိုမှအလကားမြူပါဘူးတော့ဟင်းဘာတွေကစိတ်တူနဲ့မိဆောင်ကိုဟဲ့မိဆောင်ဆရာလေးကစေတနာနဲ့ဆေးထိုးမပေးတော့တာနေမေယောဂါကိုကုလို့မရတော့ဘူးတိလားအိုးဖះအမေယောဂါကကုလို့မရတော့ဘူးတဲ့ဒါကြောင့်ဆရာဝန်ကြီးကပြန်နှုတ်လိုက်တာကိုကျွေးချင်းရာကျွေးတော့လို့ပြောခဲ့တာကိုစောကမိဆောင်ရဲ့မခံကျင်စိတ်တွေမာနတွေဘယ်ရောက်ကုန်မှန်းမသိတော့ပါဘူးမိဆောင်လဲအိမ်ကိုအားသွန်ပြေးခဲ့တယ်အမေအိယာပေါ်မှာဗိုက်ကြီးအဖောင်းသားနဲ့အိတ်နေတဲ့အမေကိုမိဆောင်
လှုပ်လှုပ်ခေါ်လိုက်တော့အမေလန့်နိုးလာတယ်။ဘာလဲသမီးဘာလဲအမေလန့်လိုက်တာကွယ်။အမေကမရှိတော့တဲ့ရင်ဘတ်ကလေးကိုလက်နဲ့ဖိထားရင်မိဆောင်ကိုမော့ကြည့်တယ်။အမေရဲ့မျက်လုံးတွေကလည်းအယောင်မတောက်တော့ပဲမွဲပြနေတယ်။ဆေးရုံပေါ်တုန်းကမိဆောင်ကိုတော့အမေကမိဆောင်ညီးပါလို့ငိုတာတော့ငါသေမှာမို့လားဆိုတဲ့စကားကိုပြန်တတိယပြီးမိဆောင်ပါဇက်ကိုလက်ဝါးနဲ့အုပ်မျက်ရည်ကိုတုပ်ပြီးဘာမှမဖြစ်ပါဘူးအမေဘာစားအောင်မှလဲလို့မေးမလို့ပါမိဆောင်ရဲ့အညာစကားကိုသိတယ်လို့နဲ့အမေပြုံးပြီးလက်ခါပြတယ်ပြီးတော့မျက်စိပြန်မှိတ်သွားတယ်အမေကလက်ကလေးကိုတော့ရင်ဘတ်ပေါ်တင်လျက်သားအမေရင်ဘတ်မှာအကျိတ်ကလေးစထွက်ကလေးကကင်ဆာမှန်းသိခဲ့ရင်အကောင်းသားခုတော့ကင်ဆာကအမေကိုယ်တွင်းမှာအမြင့်တွယ်နေပြီတဲ့အမေအသေးတွေနှလုံးတွေကိုတွယ်ကုပ်ပြီးအမေအသက်ကိုထုတ်ပြစ်ကြတော့မယ်လဲပါတယ်ဆိုတဲ့တောသူမှမိဆောင်မေယောဂအကြောင်းကိုတော့မသိနားမလဲခဲ့ပါဘူးမိဆောင်နေတိုင်းစီးနေတဲ့ယထာကြီးဘော်ကလူတွေကသူတို့ရဲ့စာဝတ်နေရေးအကြောင်းရုန်းကန်လှောက်ရှားမှုတွေအကြောင်းသာပြောကြတာလူတွေမှာဖြစ်ပေါ်လာတတ်တဲ့ယောဂလက္ခဏာတွေအကြောင်းပြောကြတာမဟုတ်ဘူးမိဆောင်တို့ရွာကလူတွေကစပားတွေပြိုးကျဲဖို့ပြိုးနှုတ်ကောက်ဆိုင်ဖို့လောက်သာသိတာအမေယောဂအကြောင်းသိတာမဟုတ်ဘူးရွာကဆရာလေးကနွားတွေရဲ့ယောဂကိုသာကုတတ်တာအမေရဲ့ကင်ဆာယောဂကိုကုတတ်တာမဟုတ်ဘူးမိဆောင်တို့ပိုင်လေတော်ကအဖေရဲ့အမွေလို့လက်ညှိုးထိုးပြနိုင်ုံသာရှိတာအမေယောဂကိုလုံလောက်တဲ့ဆေးဝါးရှာပေးနိုင်တာမဟုတ်ဘူးမိဆောင်နားလည်မိတာအဲ့ဒါလောက်ပါပဲအမေရဲ့ဒီလောက်ပဲသိတဲ့မိဆောင်မှာအပြစ်ရှိသလားအမေရဲ့အမေကိုကြည့်ရင်ကအမေဆိုနေကြသရှင်လေးကိုမိဆောင်တတိယမိတယ်ဘောရီရွှေချောင်းနဲ့ရွှေစာကိုအမေပိုက်ပါလို့လိုက်ပြရစီကွမောင်လှရဲ့တဲ့အမေအသချင်းဆိုနေသလားအမေနှခမ်းတွေတလှုပ်လှုပ်နဲ့တချင်းဆိုနေတာလားအမေရဲ့အမေမရှိလဲမောင်လေးညိုကြီးကိုကျုပ်လှူဖြစ်အောင်လှူမှာပါတော့မောင်လေးနောက်ကနေပြီးလိုက်ပြရစီလို့အမေဆိုနေအောင်မှလားမိဆောင်မျက်စိထဲမှာမောင်ရှင်ဆောင်ပစ္စည်းတွေရွက်လို့သင်္ကန်းပန်းတွေပွေထားတဲ့အလှအမကြီးအမေကိုမြင်ရောက်လာမိတယ်။ဒါပေမဲ့အမေတကယ်ပိုက်ထားရတာကကင်ဆာယောဂါကိုပါ။တေချင်းတရားကဆင်းရဲတဲ့လူတွေစီကိုအရင်လာတတ်တယ်ထင်ပါရဲ့တော့။အဆုံးထိနားထောင်ပြီးတော့စာဖတ်သူပရိသတ်များအားအထူးပင်ကျေးဇူးတင်ရှိပါသည်။